ကတော့အိမ်မှာဘယ်သူမှမရှိတော့လွတ်လပ်စွာကိုတုံးလုံးနေရတာကိုပျော်နေခဲ့ပါတယ်ဒါပေမဲ့အဲ့အပျော်တွေကကြကြမခံပါဘူးအကြောင်းကတော့ဟီရိုနဲ့အာရီကာနှစ်ယောက်လုံးကသူကိုတုံးလုံးဖြစ်နေတော့အိမ်ကိုရောက်လာခဲ့လို့ပါအာရီကာကတော့တူမီပါအိမ်ကအစင်မပြေတာကြောင့်ဒီအိမ်ကိုခေါ်ခဲ့ရကြောင်းနဲ့နာဂီရဲ့ပစ္စည်းတွေကိုတိမ်မိုးလိုကြောင်းပြောပြီးနာဂီကတော့စိတ်ဆိုးဆိုးနဲ့ပဲလက်ခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့အာရီကာကဟီရိုကိုတူခန်းအားလိုက်ပြနေခဲ့ပြီးနာဂီရဲ့အခန်းကိုလည်းဝင်းကြီးချင်းကြောင့်ပြောတာကြောင့်အာရီကာလည်းအဲ့ဒါကယုံငန်းဆိုပြီးလိန်ကစကားလမ်းကြောင်းလွှဲလိုက်ပြီးမိဖို့ကြောင့်ကိုလိုက်ပြမယ်ဆိုကခေါ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မိဖို့ကြောင့်ကိုပြပြီးတော့ရေကန်ကိုလိုက်ပြမယ်ဆိုပြီးအိမ်မင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်အဲ့အခုရေကိုအတုံးချပြီးနာဂီကတူခန်းထဲကိုပြေးသွားဖို့လုပ်ခဲ့ပေမဲ့နာဂီကချုပ်လဲသွားခဲ့ပြီးဟီရိုကအတန်ကြားလိုက်တာကြောင့်အာရီကာလည်းဟီရိုကိုရည်ထဲတွန်းချလိုက်ပြီးအာရီကာပါခုန်ချလိုက်ပါတယ်အဲ့လိုနဲ့ဟီရိုလည်းအေကန်ထဲကအတန်ကြားလိုက်တယ်လို့ပြောပေမဲ့အာရီကာကတော့ဘေးနားမှာရှိတဲ့ကြောင်ကိုလက်ညှိုးထိုးပြပြီးကြောင်လောက်တာဖြစ်မှာပေါ့လို့ပြောကရီချိုးဖို့အိမ်ထဲပြန်ဝင်ခဲ့ပါတယ်တိတ်မကြခင်မှာပဲနာဂီကဇလန်းစားမှာတူထိုးလွတ်လိုက်တဲ့ဘေတုံးမွေကိုတွေ့တာကြောင့်ခြံထဲကိုဆင်းလာခဲ့ပြီးဘေတုံးမွေကလည်းနာဂီကိုတွေ့တာနဲ့ချက်ချင်းမမိတော့ကဟိုတခါထိုးကန်ရကလေးကလိကျင်ကန်းတွေလှုပ်ထားကြောင်ပြောပေမဲ့ဟိုတခါထိုးကန်ရကလေးကလိကျင်ကန်းတွေလှုပ်ထားကြောင်ပြောပေမဲ့နာဂီကတစ်ချက်ထိုးလိုက်တာနဲ့သူတို့ခေါင်းဆောင်ကမောက်သွားတာကြောင့်ကျန်တဲ့ဘယ်နှစ်ပွေလဲနောက်မှတွေ့မယ်လို့ပြောကသူတို့ခေါင်းဆောင်ကိုတရုတ်တိုက်ဆွဲပြီးခြံထဲကနေထွက်သွားခဲ့ပါတယ်ထွက်ကြည့်ကြပေမဲ့ဘယ်သူမှမရှိနေပဲထူဆန်းတဲ့ခန်းစားချက်တွေနဲ့ပဲအိမ်ထဲပြန်ဝင်ခဲ့ကြပါတယ်အဒီနောက်မှာတော့အာရီကာကဟီရိုကိုရေကန်ကိစ္စနဲ့အစင်မပြေခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်ကြောင်ပြောပေမဲ့ဟီရိုကတော့စိတ်ထဲမထားဖို့နဲ့သူလေးပြောခဲ့ကြောင်ပြောကနောက်လေးလာနိုင်မယ်လို့ပြောတာကြောင့်အာရီကာလည်းပြောနေခဲ့ပါတယ်အဲ့လိုနဲ့ဟီရိုအိမ်ပြန်တော့မဲ့ချိန်မှာပဲနာဂီရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားတာကြောင့်ဟီရိုကနာဂီကိုအာရီကာနဲ့အတူတူနေတယ်လို့အထင်မှားသွားပေမဲ့အာရီကာကမတ်စုစာအုပ်နဲ့ဒိုင်ယာရီစာအုပ်မှားယူခဲ့တာဖြစ်ကြောင်ပြောတော့မှဟီရိုလည်းယုံသွားပြီးအာရီကာကိုနှုတ်ဆက်ကအိမ်ပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟီရိုကအာရီကာကိုလည်းတူးအိမ်ကိုခေါ်ဖို့ဆုံးဖြတ်ခဲ့ပြီးနာဂီကိုလည်းမနဲ့စတူတူလေးလာနေကြလူဖြစ်တာကြောင့်နှစ်ယောက်လုံးကိုအိမ်ကိုဖိတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နာဂီနဲ့အာရီကာကဟီရိုရဲ့အိမ်ကိုလိုက်သွားခဲ့ပြီးဟီရိုရဲ့မိသားစုကဖះเจ้าကိုစီမံတဲ့လူဆိုတာတီကေရပါတယ်မကြခင်မှာပဲဟီရိုကဖះเจ้าကိုဝတ်စုံကိုဝတ်လာခဲ့ပြီးနာဂီနဲ့အာရီကာကိုသူလိုလိုရမယ့်အချိန်မို့ခဏထိုင်ဆောင်ပေးဖို့ပြောပါတယ်အဲ့လိုနဲ့ဟီရိုလှုပ်ပြီးတော့ဆောက်လုပ်ဖို့ပြင်ဆင်နေကြပေမဲ့ဟီရိုရဲ့အမေကမုန်းနေလာချပေးတာကြောင့်အာရီကာကတော့မုန်းတွေကိုပဲအားရပါရစားနေပြီးနာဂီကတော့စားပေးလုပ်နေခဲ့ပါတယ်နောက်တော့အာရီကာကအိမ်နာကိုထားသွားခဲ့ပြီးနာဂီကတော့ဟီရိုရဲ့စီးစက်ထားတဲ့လူရှိတယ်ဆိုတာဖះเจ้าမှာပဲပိတ်မိနေတာကိုပြောချင်တယ်ဆိုတာနားလေသွားခဲ့ပါတယ်ဒီအကြောင်းကိုအာရီကာကိုတိလာလို့မေးလိုက်ပြီးဟီရိုကတော့ဒီလိုလေးလက်နဲ့အကြောင်းကိုအာရီကာကမတိစေချင်ဘူးလို့ပြောလိုက်ပါတယ်နာဂီကတူကိုကဘာလို့ပြောပြတာလဲလို့မေးလိုက်တော့ဟီရိုလည်းနာဂီကတိတင်းတဲ့လူဖြစ်တာကြောင့်လို့ပြောပြီးညင်သွားခဲ့ပါတယ်မကြခင်မှာပဲအာရီကာကဖះเจ้าကိုဝတ်စုံကိုဝတ်ခဲ့ပြီးဟီရိုတို့စီကိုလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟီရိုနဲ့အာရီကာလည်းတပ်ပုံလလလေးတွေရိုက်ခဲ့ကြပြီးနောက်တော့အာရီကာနဲ့နာဂီလည်းအိမ်ကိုပြန်လာခဲ့ပါတယ်ဟီရိုကနာဂီကိုတူးအတွက်ရေးပါတဲ့လူလို့ပြောခဲ့တာကြောင့်နာဂီကအိမ်ပြန်ရောက်တဲ့အထိကိုပြောနေခဲ့ပြီးဟီရိုကိုလည်းပူပြီးကျူဆိုင်ရမယ်ဆိုပြီးတွေးနေခဲ့ပါတယ်နာဂီတွေးနေတော့အာရီကာရောက်လာပြီးကွင်စင်လေးလာရေးဆိုတဲ့စာရွက်ကိုထုတ်ပြပါတယ်အာရီကာကတော့သူ့ရဲ့လုံခြုံရေးအတွက်တူလိုက်မှမဟုတ်ကြောင်းပြောလိုက်ပေမဲ့နာဂီကလည်းလိုက်ဖြစ်မှမဟုတ်ကြောင်းနဲ့အဲ့လိုခီးစွန်းတွေကတက်တက်ချိန်မြုံတာဖြစ်ပြီးအိမ်မှာစာလေးလာတာကပိုကျိုးရှိရလို့ပြောကစာရွက်ကိုလည်းပြန်ယူသွားဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့နာဂီကိုအာရီကာကစာရွက်ကိုတေချာပြန်ကြည့်ဖို့ပြောလိုက်ပြီးနာဂီလည်းစာကိုတေချာကြည့်လိုက်မှနှစ်ယောက်တစ်ဖွဲ့ဆိုတဲ့စာကိုတွေ့သွားကဟီရိုနဲ့အဖွဲလို့ဖို့အခွင့်အရေးရှိတာကိုတီးသွားတော့နာဂီလေးပျော်သွားခဲ့ပါတယ်အဲ့လိုနဲ့နာဂီလည်းကြောင်းကိုစောစောသွားခဲ့ပြီးဟီရိုနဲ့အဖွဲဖြစ်အောင်လုပ်ဖို့ဟီရိုကိုစောင့်နေကမကြခင်မှာပဲဟီရိုလည်းရောက်လာခဲ့ပြီးနာဂီကိုနှုတ်ဆက်ကဝင်ထိုင်လိုက်ပါတယ်နာဂီကဟီရိုကိုခီးစင်အတွက်အဖွဲတူတူလုပ်ရအောင်လို့ကြောက်ကြောက်နဲ့ပြောလိုက်ပေမဲ့ဟီရိုကအေးအေးဆေးဆေးနဲ့လက်ခံပါတယ်လို့ပြောလိုက်တာကြောင့်